အစင်မပြေလို့လားမြန်မာပြည်ကနေလွှဲလာတာဗောမြန်မာပြည်အစားအစာတွေကိုအရင်ချစ်ပါတယ်ဟာလက်ဖက်သားအရင်စားကောင်းတယ်နော်ဟိုတချို့အရင်တောက်တဲ့လူတွေဆိုလို့ရှိရင်ဒါနဲ့တောက်ကြတာအရင်ကောင်းတယ်အကင်ဆုံးအရင်ကြိုက်တယ်ဒီမှာလည်းလက်ရှိစားပါတယ်ဗောနော်အရင်ကြိုက်တယ်ကျွန်တော်အဲ့ဒါ4လောက်မှထားလိုက်မယ်ပရစ်ကြော်တော့အမြဲတမ်းရောင်းတာတွေ့တယ်ကျွန်တော်တစ်ခါမစားဘူးဘွားတစ်လျှောက်လုံးတော့မစားဘူးဗောနော်9လောက်မှထားလိုက်မယ်ကျွန်တော်နည်းနည်းဟိုကြောက်လို့လည်းပါဝတ်သားတို့အရင်ကြိုက်တယ်အရင်စားကောင်းတယ်မြန်မာပြည်ကဝတ်သားတို့ကလေ3လောက်မှထားလိုက်မယ်ချင်းပေါင်းအိုးပြောနေကြမလို့ number 1ကျွန်တော်နေ့စဉ်နဲ့မြဒီမှာလဲစားတယ်အတုပ်ဆုံးအရင်ကြိုက်2လောက်မှထားလိုက်မယ်ဒါကျွန်တော်မစားဘူးဗျတကယ်ယူသားသုံးပြကျွန်တော်တစ်ခါမစားဘူးငါးကြီးအရင်ကောင်းတယ်ငါးကြီးကအရင်ကောင်းတာရေခဲတုပ်လည်းကောင်းတယ်ကျွန်တော်ဟိုကလေးဘွားတွေကစားတယ်အကျော်ဆုံးအရန်ကောင်းအကျော်ဆုံးအီကြာကွေးတို့ဘာတို့စမူသာတို့ခင်ဗျားတို့ရော